ဒီတခါကျွန်တော်တို့မျော်လင့်ခြင်းခီးတဲ့တွေကဒီဆိုင်နောက်ဆုံးအပေါ်လေးကျွန်တော်ဆိုပြချင်ပါတယ်လုံးသားလေးကထိန်ချုံမရမင်းအကြောင်းတွေများယုံမရဖန်ဆာရင်တော့ထားပချီတဲ့တာစီရတာမင်းကြောင့်ပါအခုမှယုံမရအောင်ကိုယ်စိတ်လှရှာနောက်ထပ်မချစ်ဖို့တော့ဆုံးဖြတ်ထားရခဲ့မှုရဲ့တိတ်ကအသေးကွယ်အိမ်ပဲများရုပ်တရက်လွေထွက်ချေပြခါမင်းနဲ့တွေ့လိုက်ရတဲ့ခိုက်တန်တဲ့ဝင်သွားကျေးဇူးအများကြီးတင်ပါတယ်